ခုနကကျွန်တော်မှားသွားတယ်ပေါ့နော်မှားသွားဆိုတာဒီ virtual machine VM kernel service port group ကိုတွားပြီးတော့ create လုပ်ပြီးတော့ကျွန်တော် VM ပေါ်တွားတင်လိုက်လို့နည်းနည်းလေးအဆင်မပြေဖြစ်ပါဘူးတော့တော့ကျွန်တော်ပြန်ပြီးတော့ VM port group တွေကိုကျွန်တော် create လုပ်မယ်ပေါ့ create လုပ်မယ်ဆိုတော့အခုဒီမှာကျွန်တော် standard switch နေနေပဲကျွန်တော်တို့က create လုပ်မှာဖြစ်တဲ့အတွက် add networking နေမယ်တော့ကျွန်တော်တို့က virtual machine port group ပေါ့နော်ဒါလေးကိုယူပြီးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါကတော့ဒီvMotion တို့ iSCSI တို့ Anaplan တို့ vSAN တို့တွားမယ်ဆိုရင်ဒီ VM kernel ဆိုရဲ network adapter ကိုကျွန်တော်ကယူပြီးရမှာကျွန်တော်တို့ဒီ virtual machine ဒီ network ကိုပဲကျွန်တော်က create လုပ်မှာဖြစ်တဲ့ virtual machine port group for standard switch ဆိုရဟာအဲကျွန်တော် standard switch ကိုကျွန်တော်က create လုပ်နေတာပေါ့နော်အဲဒီယူမယ်ယူပြီးတော့ next နေပေါ့နော်ပြီးကျွန်တော် new standard switch ကျွန်တော် new standard switch ယူမယ်ပြီး next နေမယ်ဒီမှာတို့ကျွန်တော်ခုနကဒီဖယ်ထားတဲ့ angling adapter တွေပေါ့နော်အဲဒီမှာကျွန်တော်အခုလက်ရှိသုံးမယ်ဟာ VN နဲ့ 1 ပေါ့နော် VN နဲ့ 1ကိုကျွန်တော်သုံးမှာဖြစ်တဲ့အတွက် edit data ထားမယ်ပြီး next နေပေါ့နော်ဒီဒါကိုကျွန်တော်နာမည်ပေးမယ် production VN network ဒီလာတော့20ပေါ့နော်လည်းဒါလေးထားမယ်ဒီ next ဒီ finishအဲဒီမှာ standard switch ကိုဒီဆောက်ပြီးသွားပြီပေါ့နော် standard switch ကိုဒီဆောက်ပြီးသွားပြီအဲ့မှာ edit နောက်မှာနောက်ထပ်ကျွန်တော်တို့ဒီဟောဘာလို့ VN နဲ့ 1ဟို edit data ထားထားရပေါ့နော်ဒါတော့ vMotion management vMotion management အတွက်ကျွန်တော်တွားအောင်ပေါ့နော် vMotion management အတွက်ဆိုရင်ဟိုမှာဒီမှာလည်း ESC02 မှာလည်းကျွန်တော်တို့က add networking VM virtual machine port group ပေါ့နော်ပြီးရင်ကျွန်တော်ဒီ new standard switch ပြီး next နေမယ်VM နဲ့ 1ကိုကျွန်တော်တို့က edit data မှာထားတယ်ပေါ့နော်ကျွန်တော်ပြီး next နေမယ်production VM networkအဲ့လိုကျွန်တော်ဒီလန်က20ဒီ next နေမယ်ဒီ finish ဒါဆိုကျွန်တော်တို့မှာ production VLAN အတွက်ကို create လုပ်ပြီးသွားပြီပေါ့နော် physical data လေး view ပြီးသွားပြီပေါ့နော်ဒါဆိုရင်ဒီမှာကြည့်ရအောင်ဒီမှာဆိုရင်ဒီ vCenter ရှိတယ်ပေါ့နော် vCenter ရဲ့တော့ဒီရွှေ့မယ်ဆိုရင်ကျွန်တော်တို့ကရွှေ့လို့ရတယ်ဒါပေမဲ့လောဆယ်ကျွန်တော်တို့ကမရွှေ့သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှကြည့်လိုက်မယ်ဆိုရင် browse production VN network ပြတာဒီကောင်တို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့နော်နောက်ထပ် separate တီးတဲ့network တစ်ခုဖြစ်သွားမှာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကဒီလောလောဆယ်VCS 01ကိုဒီမှာပဲထားထားပြီပေါ့နော် management ဒီဟို network ထဲမှာပဲကျွန်တော်ထည့်ထားမှာဖြစ်ပါတယ်နောက်ထပ် vegan တွေစောက်ကြည့်ရမှာเนาะစောက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာ right click new virtual machine ပေါ့နော်ဒီမှာ create virtual machine နောက်ကျွန်တော်တို့က Ubuntu ESC01 ကို use ပြီးမယ်နော် case data ဆွဲရမယ်ပေါ့နော် data ဆွဲတော့ဒီဟာရွေးလိုက်မယ်ပြီး next ဒါဒီ compatible version ကတော့ဒီ 8.0 U2 နဲ့နောက်ပိုင်းဟာတွေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီကို environment မှာဒီအရင်တော့ 6.5 တွေပါ6.7 တွေရှိမယ်ဆိုလို့ရှိရင်ဒီဟာတွေရွေးပြရမှာပေါ့နော်
ဒီ 6.5 ဆိုတဲ့ 6.5 ပေါ့ 6.5 ဒါကတော့ဒီကျွန်တော်တို့ဒီ VR VSP ရပါရှိမယ် environment မှာရှိမယ်ကျွန်တော်တို့ရဲ့ ESX version တွေကျွန်တော်တို့က compatible version တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်လိုအပ်လို့တော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီ 8.0 U2 and later ကိုကျွန်တော်ရွေးပြီးတော့ next name ပေါ့နော်မှာလို့ကျွန်တော် Ubuntu Linux ဖြစ်တဲ့ Ubuntu ရွေးလိုက်မယ်ပေါ့နော်next name နဲ့ဒီမှာဆိုကျွန်တော်တို့ဒီ production VN network ပေါ့နော်ဒီမှာကျွန်တော်ရွေးချယ်ထားတဲ့ဟာတော့ဒီမှာဆိုရင်ကျွန်တော် VN network ကိုလည်းပဲထားမှာ production network မှာပဲထားမှာပေါ့နော်ဒါ VN ကိုချက်လို့စိတ်ကြိုက်ဒါကတော့ကျွန်တော်ဒီနောက်ပိုင်း VN တွေမှာဆိုလို့ရှိရင်ဒီ production VN network မှာပဲထားထားမှာဖြစ်ပါတယ်ဟုတ်ဒါတော့ဒီ standard switch ဟိုကျွန်တော် VN virtual machine port group တွေ create လုပ်ဖို့အတွက် standard switch ကိုကျွန်တော်တို့ကတိဆောက်လိုက်တာဖြစ်ပါတယ်ဒါ standard switch တိဆောက်ခြင်းပဲဖြစ်ပါတယ်เนาะဒီ physical adapter ကိုကျွန်တော်ရွေးတယ်မှာလို့ရှိရင် networking ဒီကျွန်တော်တို့လည်း virtual machine port group next name เนาะဒီ new standard switch ဒီ next ဒီမှာတော့ဒီ edit data ကိုကျွန်တော် Android နဲ့ကနေပြီးတော့ edit data ကို download ပြီးတော့ကျွန်တော်ရွေးသွားမှာဖြစ်ပါတယ်ဒါလို့ရှိရင်တော့ကျွန်တော်တို့တက်ဆိုင်ရာ VN network တွေပဲကိုကျွန်တော်တို့ကport group နဲ့ standard switch ကိုဒီဆောက်ခြင်းဖြစ်ပါတယ်ဟောဒါကတော့ဒီကျွန်တော်တို့ဒီ standard switch ကိုကျွန်တော် create လုပ်တဲ့ဘယ်လိုလုပ်ရလဲဆိုတာပေါ့နော်ဒါဆိုကျွန်တော်တို့ဒီ ESC ဆိုင်ဟိုတစ်ခုချင်းဒီမှာသွားပြီးတော့ standard switch ကိုတစ်ခုချင်းနေလိုက်ပြီးတော့ create လုပ်နေရတာပေါ့အခု environment မှာ ESC အများကြီးရှိတယ်ပေါ့နော်ဒီမှာ4-5အခု50လောက်ရှိနေတယ်အဲ့လိုမျိုး site တွေကအများများတယ်ဆိုလို့ကျွန်တော်တို့ကတစ်ခုချင်းနေလိုက်လို့ကအချိန်တစ်ခုပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်နောက်ပိုင်းကျရင်ကျွန်တော် distributed switch ကိုသုံးရပြင် centralized manage ရှိသမျှဒီကျွန်တော်ဒီ ESC ဆိုင် host ကို distributed switch ကိုကျွန်တော် create လုပ်ပြီးတော့တခါတည်း configuration တွေကို push လုပ်လိုက်ခြင်းအပြင်အချိန်ကုန်တဲ့သက်သာပါတယ်ညာအဲကြောင့်မို့ကျွန်တော်ဒီ distributed switch ကတော့ကျွန်တော်ဒီတခုတော့ရှိတာပေါ့ license ကတော့ဒီကျွန်တော်တို့ဒီရင်တော့ enterprise plus license ပေါ့နော်အခုဆိုတော့BSP foundation license ရှိမှာပဲကျွန်တော်တို့က distributed switch ကိုအသုံးပြုလို့ရမှာပေါ့နော်အဲ့ဒါလေးတခုတော့ရှိပါတယ် license နဲ့ပတ်သက်ပြီးတော့ကျန်တာကတော့ဒီ distributed switch ကတော့ကျွန်တော်ဒီနောက်ပိုင်းကျွန်တော်တို့ VMware NSC တွေပါသွားမယ်ဆိုလို့ရှိရင်မရှိမဖြစ်အရေးကြီးရဲ့ virtual distributed switch တခုပေါ့နော်ဒီ standard switch ကတော့ကျွန်တော်တို့အရင်တော့သုံးခဲ့တဲ့နည်းပညာတွေပေါ့နော်တခုအဲ့တော့သူကဒီအရင်တော့ဒီ essential plus ဆိုတော့မှလည်းကျွန်တော်က standard switch ကို support ပြီးရပေါ့နော် license ကတော့နည်းနည်းလေးကွာဟချက်လေးရှိသွားတာပါအခုနောက်ပိုင်းကတော့ကျွန်တော်နောက်ပိုင်း virtual distributed switch ကိုပဲအသုံးပြုပြီးတော့ configuration တွေပါလုပ်ရမှာဖြစ်ပါတယ်အချိန်ကုန်လည်းတက်တာတယ်ပို့စီကိုလည်းတစ်ခုချင်းလိုက်လို့ချင်လို့ရတဲ့အားသာချက်တွေရှိရပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကနောက်ပိုင်း VCP distributed switch ကိုဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်